Yeah, you do any matter, Nasa cool and Tom, a pew go me, no, the Gabio Nina, we look at Toto go Jane, or Macari, Lepigo, Pew go me. Oh, Obama. A chain, I think, Macom, any coin, let what have blue red in it. How to be a lion? Oh, how my Ludi Lepi, look your day. A chain, the other Macom. That's Nasa cool and who am I? She said. တလန်ထောင်းမှာပေါ့နော်ကားတွေလည်းအကုန်ပြီးအိမ်တွေလည်းပြူဒီဘက်မှာလည်းဟိုဘောဟာတွေပြူကုန်တာခက်ကျိုးတွေလည်းအကုန်ပြူကြပေါ့နော်ဒီလိုအချိန်တွေကမကောင်းရန်တာကားတွေရက်ပြည့်ရတယ်ကားကိုမောင်းလို့မရဘူးကားတွေကအကုန်လူးလိမ့်ပြီးအကုန်ဆွဲရမ်းကုန်လို့လေဒါမြင်တဲ့အတိုင်းပဲနော်ကြားကောင်းတွေပါတော့သွားပြီတော့ကဲအားလုံးဘေးရန်တွေကင်းပါသေးလောလောဆယ်လျှက်စစ်အဲ့လျှက်စစ်မီးတွေတတိထောင်းခဏနေတိုက်မပြီးပဲဓာတ်လိုက်ကုန်မယ်အကုန်လုံးနည်းနည်းလေးအချိန်ဟိုဟာဖြစ်လာရင်တော့ဒီတကြောကြီးကဒါတော်တော်လေးတော့ပြင်းတယ်ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ခါတိုင်းကမောင်းနေမသိရဘူးကမောင်းနေနဲ့ကားတွေပါရမ်းထွက်ကုန်တာဆိုတော့တတိလေးနဲ့နေကြဘူးလို့တယ်အချိန်နေတော်တော်မကောင်းပါဘူးနောက်တစ်ချိန်ဒီပုံစံထပ်ခတ်မယ်ဆိုရင်တော့တော်တော်မချောင်ဘူးအိမ်နေအကုန်လုံးမျက်စိရှည်တယ်လေအဲ့အမြင့်ကြီးတွေကလိမ့်ကုန်တယ်လူးလိမ့်ကုန်တာမီးသက်ကားတွေလည်းထွက်ပြီးတခြားလည်းဘယ်နာတွေပြိုမှန်းမသိဘူးပေါ့နော်ဒီတစ်ခါပြိုတာတော့ပြိုကြအောင်ပါဟိုးပေါ်မှာမီးလောင်နေတယ်အရေးတယ်မှာဟိုးပေါ်မှာဒါမီးလည်းထလောင်နေတယ်ဒီငလျင်ရဲ့နောက်ဆက်တွဲပဲဖြစ်ပါပဲနော်ဒီငလျင်အကြောင်းမလို့ပဲရှင်းတာပဲမီးတော့လောင်နေပြန်ပြီမီးကိုတွေလည်းတော်တော်ကျန်းနေပြီလုံးကျန်းနေမတ်တက်ကိုရက်လို့မရဘူးနော်မတ်တက်ကိုရက်လို့မရပဲအကုန်လုံးလေလွတ်ရာတွေမှာအကုန်အောက်ကိုဝင်နေရတာတော်တော်ဆိုးသွားတယ်ဒီငလျင်ကတော်တော်ကိုကျန်းတာနော်အခုကားအဲ့မဲ့ဒီတိုင်းပဲအဲ့တိုင်းပဲရက်ပြရတာကားတွေရက်ပြရဒီတိုင်းရက်ထားရတယ်ဘာမှမတတ်နိုင်ဘူးနော်ဟိုမှာဓာတ်ကြိုးတွေနဲ့အကုန် short တွေလည်းဖြစ်ကုန်မယ်လူတွေကကြောက်အားလန့်နဲ့ဇွတ်ပြေးနေကြတယ်အကုန်လုံးပြိုတယ်ဟိုဘက်မှာလည်းပြိုတယ်တဲ့နော်ဟိုဘက်တွေလည်းပြိုကုန်တယ်တော်တော်လေးပြိုတဲ့အိမ်တွေဒီတစ်ခါတော့စပြီးမန်းလေးမှာတွေ့ရတာပေါ့နော်ဟိုဘက်မှာလည်းပြိုနေတယ်တဲ့ဒါကြောင့်အေးတဲ့မီးရထလောင်နေတယ်ဟိုမှာမီးလောင်နေတယ်မီးသက်ကားတွေလည်းအလုံးရှုံနေတယ်တော်တော်ကိုယ့်အိမ်မှာပဲကိုနည်းနည်းလေးစင်ချင်းနေရမယ်သဘောရှိတယ်ဒါကတော့29လမ်း81လမ်းထောက်မှာပါ ambulance တွေလည်းပြေးနေတယ်ဖြစ်ပြတ်တယ်လို့ဖြစ်နေတာပေါ့နော်အဲ့တော့ဒီ81လမ်းပေါ်မှာဟိုအရှိမလည်းပြူတယ်လို့ပြောတယ်ဒါပေမဲ့သွားလို့ကမရဘူးလမ်းတွေကဒီမှာပိတ်ကုန်ပြီတော့ဟိုဘက်ကနေပဲတစ်ဖက်လှည့်ပြီးပဲပြန်သွားအောင်ပါပေါ့တော်ဆိုးပါတယ်နော်တော်တော်လေးဟိုခုနကဖရားတရားလေးနဲ့ကိုနေအရေးရဲ့အကြောင်းရယ်ဆိုရင်လေစုံဖြတ်ချက်မှားပြီးတော့ဟိုပြေးဒီပြေးမပြေးဖို့လိုတာပေါ့နော်တအားပြေးလွန်းရင်လည်းဒုက္ခရောက်တတ်တယ်ဒီဟာသွားလို့တော့ရဒါပေမဲ့အန်ရီများပါတယ်ဦးလေးဟိုဘက်ကသွားပါလျှက်စစ်မီးတွေကဘာတွေမှမသိလို့နော်ဒီလိုဖြစ်သွားတယ်ဗျာအခြေအနေကတော့ရင်းတဲ့အတိုင်းပဲတော့ကားတော့မှဖလဝါရမ်းသွားပြီဟိုမှာသွားပြီးတော့ကွန်ကရစ်တိုင်တွေအကုန်ပြိုကျသွားဟိုအရှိမလည်းပြူတယ်ဆိုတော့ဘာပြူမှတော့မသိဘူးဆိုတော့တော်မကောင်းပါဘူးဟိုပေါ်လဲဟိုမှာတိုက်ကတဝက်ပြူသွားတာတွေ့လားမသိဘူးဟိုမှာတဝက်ဘေးကဟိုဟာကြီးပြူသွားဟိုတဲ့အမျိုးသမီးတယောက်ကတော့သတိလစ်ပြီးတော့ခေါ်သွားပြီဒီအိမ်ကပေါ့နော်ဒီလစ်ပြီးခေါ်သွားပြီးဆိုတော့အရေးအကြောင်းမှာဟိုဘက်မှာမီးရထလောင်ရောဒီငလျင်အကြောင်းမလို့ပဲဖြစ်နေတာပဲ short တွေပါလိမ့်ဖြစ်မလားမသိဘူးအောက်ထပ်တော့ဘယ်နားတွေဘယ်လိုပြူလဲတော့မသိဘူးပေါ့နော်အဲ့ဒါတော့အိမ်တစ်လုံးပြူသွားတယ်လို့တော့ပြောတာပဲဒါပေမဲ့အဲ့ဘက်ကလည်းမီးတက်မျိုးဆက်တွဲတွေဆက်လာမလားအဲ့လိုကြည့်ရမှာပေါ့ဒီဟာဒါလည်းမီးလောင်နေတဲ့ဟာပြဿနာတစ်မျိုးမီးကိုကလည်းတော်တော်များလာပြီ
စိုးပါတယ်အခြေအနေတော်တော်ဆိုးပါတယ်နော်အိမ်အောင်မရောက်သေးဘူးအိမ်ကိုလည်းဖုန်းဆက်တယ်ဆက်လို့ကိုဖုန်းတွေကဆက်လို့ကိုမရတော့ဘူးဆိုတော့လမ်းသွားနေတန်လန်မကားရတယ်ထိုးရထားရတယ်ကဲဒါဒီနေ့မှလေးအခြေအနေလေးပါအားလုံးပြီးကင်းကြပါသည်ဗျာပြီးကင်းကြပါသည်အခုပေါ့အခုလေးထပ်နေလို့